အားလုံးမင်္ဂလာပါရှင်ဟောဒီလိုထူးမြတ်လာတဲ့လက်ထက်မင်္ဂလာပွဲကိုကျမကိုယ်တိုင်လာရောက်မသိနိုင်ပေမဲ့အဝေးတနေရာနေပဲကျမချစ်တော်တပည့်လေးများဖြစ်တဲ့တဒိုသားတန်းထူအောင်နဲ့တဒိုသမီးလွင်မာဝင်းတို့အတွက်အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုကျမကိုယ်တိုင်ဖန်တီးခဲ့ပါတယ်တချိန်က18လမ်းကျောင်းအမကတဲ့လမ်းသားမှာကျမဆီယမအဖြစ်အမှုထမ်းစဉ်ကဒီကလေးများဟာကျမရဲ့တပည့်လေးများဖြစ်ခဲ့ပါတယ်။အဲ့ဒီတော့ကသူတို့တွေကတချောင်းနဲ့နေတယ်။ဒါပေမဲ့အတန်းချင်းလဲကွာတော့သူတို့တွေတယောက်နဲ့တယောက်တိကျွမ်းခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။စမှုတက်ကတို့သူတို့တက်ပြန်တော့လေဒီအတိုင်းပဲတယောက်နဲ့တယောက်မတွေ့ခဲ့ရပြန်ဘူး။ဟောကံကြမ္မာတပတ်လေလို့စင်ကာပူရောက်မှပဲသူတို့နှစ်ဦးပူးစာဖက်အကြောင်းပါပါတယ်ဒီအတွက်ကျမဝင်းသာဂုဏ်ယူမိပါတယ်မင်္ဂလာတတို့သားတန်းထူအောင်နဲ့တတို့သမီးလွင်မာဝင်းတို့ရာသက်ပံပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်